တဲ့ထကွင်းမလဲမချောက်တော့တာဘာကြောင့်လဲဆိုရင်နေမချစ်ခဲ့ဘူးတဲ့ချစ်လို့နောက်ထပ်ရှိမသေးဒါပေမဲ့ကွာအတူတူပြန်ချစ်ဖို့လဲပါမင်းနဲ့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 အနီးဖို့ထိုင်ကုန်ငယ်လေးတစ်ခုသိမ်းထားတယ်မင်းတို့ကြောင့်ချောဖို့အိမ်လေးနဲ့တရားဆုံးအမတ်တရားများသည်နဲ့ကျေတွေခေါင်းထားတဲ့ပလေးတစ်လုံးရဲ့တရားရီလေးတို့ကြတဲ့ပဲအတူကံချပိုင်းလေးသိမ်းထားတယ်ဆုံးနိုင်တရားကောင်းမရှိတော့အမတ်တရားတစ်ခု